ကျွန်တော်တို့လေကျွန်တော်ရဲ့နှွေးနဲ့နှစ်ယောက်တင်ထားတဲ့ post မှာလေတချို့ရဲ့လာလာမတ်နဲ့သိလားဘာလဲဆိုတော့ဘသူဒီနှစ်ယောက်မှာဘသူကယောက်ျားတယ်ဘသူကမိန်းမလဲဆိုပြီးလာလာမတ်အများစုယောက်ျားလေးလာမေးတာများတယ်ပြောချင်တာလေအဲ့လိုမျိုးကျွန်တော်ကဒီတိုင်းပဲဖြူဖြူစင်စင်ဖြူစင်စင်တော့မဟုတ်ဘူးဘယ်လိုရမလဲကွယ်ကျွန်တော်နဲ့ကြောင်နားလဲမှုရှိရှိနဲ့ဒီတိုင်းလေးချစ်လို့နားလဲမှုရှိရှိနဲ့တွဲကြတာကွာသိလားလို့မျိုးအဲ့ရဘောကကိစ္စကြီးပဲတွေးပြီးတော့ကြတော့လည်းမျိုးမဟုတ်တာပဲတွေးပြီးတော့ကြမမှတ်ပါနဲ့ကျွန်တော်တို့မှာဘလူးကောက်နေတယ်ဘလူးကောက်မဟုတ်နေဘူးကွယ်ပြောချင်တာသိလားဘယ်သူမှယောက်ျားလေးဘယ်သူမှမိန်းကလေးမဟုတ်နှစ်ယောက်အပြန်လန်းချစ်တယ်နှစ်ယောက်ပြန်လန်းချစ်တယ်မြတ်တာရှိတယ်သစ္စာရှိတယ်ကျူနာရှိတယ်ကျူနာရှိအကျန်းနဲ့ကွယ်တင်မနားလည်းမရှိရကွယ်အဲ့လိုယောက်ျားလေးလိုမျိုးအဲ့လိုမျိုးကြီးအတွေးကြီးအဲ့လိုမျိုးကြီးကတင်ပေါ်ရောက်တဲ့အတွေးကြီးမတွေးပါနဲ့တင်မလားဒီတိုင်းချစ်လို့တွဲတယ်ဒါပါပဲဟုတ်တယ်မလားနော်အဲ့တော့ပြောပြချင်တာသိလားဘယ်သူမှယောက်ျားဘယ်သူမှမိန်းမဆိုပြီးသတ်မှတ်တာမရှိဘူးဒီလူနှစ်ဦးအပြန်လန်းမြတ်တာနဲ့ချစ်ကြတယ်ဒါပါပဲဟုတ်တယ်မလားခြားကိစ္စနေချင်းကတော့နေချင်းပေါ့ကျွန်တော်ကလည်းနေပါဦးလှုပ်တော့နေဒါလေးလည်းမသိဘူးသိလား